ဒီဗီဒီယိုကရှယ်မိုဘိုင်းနဲ့လှုပ်ချောက်ကျင်တဲ့ညီမလေးတွေအတွက်တင်ပေးတာဖြစ်ပါတယ်ရှယ်မိုဘိုင်းမှာပဲအမြဲတမ်းနှိမ့်မြုပ်နေတော့မှလားအဆက်နေကိုတက်ဖို့အစီအစဉ်ရှိလားရှယ်မိုဘိုင်းကနေပြီးတော့ဆရာကူရဲဆရာမတွေအထိအဆက်တက်ဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုစောင့်ကြည့်သွားပါရှယ်မိုဘိုင်းလာစာအပြည့်အဝလည်းခံစားခွင့်ရမယ်ပြီးလို့ရှိရင်ဒီအကောက်ပိုင်းရဲ့အညက်ပိုင်းရဲ့အဖြောင့်ပိုင်းရဲ့ခါလာပိုင်းရဲ့ရေပေါင်းရဲ့ bottle treatment ရဲ့စသည့်အပိုင်းတွေအားလုံးကိုပညာဒါနအခမဲ့အနေနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကအလုပ်လုပ်တဲ့နေရာမှာရိုးသားရမယ်တင်ယူရှင်စိတ်ရှိရမယ်အလုပ်ပေါ်မှာလိုက်နာရမယ်ဒီဆိုင်မှာရှိတဲ့ကလေးတွေနဲ့လိုက်ရောညီထွေစွာပေါင်းသင်းဆက်ဆံကြရမယ်ဝန်ထမ်းတက်ဖို့အခက်အခဲဖြစ်နေတာပဲဖြစ်ဖြစ်အချိန်မပေးနိုင်တာပဲဖြစ်ဖြစ်ငွေကြေးအခက်အခဲဖြစ်နေတာပဲဖြစ်ဖြစ်ညီမလေးတွေရှယ်မိုဘိုင်းနဲ့အလုပ်ဝင်ပြီးတော့ရှယ်မိုအကျိုးခံစားခွင့်လောက်ဆောင်လည်းအပြေးဝရမယ်ပညာလည်းအခမဲ့သင်ကြားပေးသွားမှာဖြစ်တယ်အတွက်တကယ်စိတ်ဝင်စားတဲ့ညီမလေးတွေရှိတယ်ဆိုလို့ရှိရင်အခုဘောဆက်တွေပြီးမင်းမြဲနိုင်ပါတယ်နေကလာကျင်တဲ့ညီမလေးတွေကိုလည်းဖိတ်ခေါ်ပါတယ်တကယ်အလုပ်စိတ်ဝင်စားတဲ့ညီမလေးတွေပညာသင်ကျင်တဲ့ညီမလေးတွေဒီပညာကိုလုံးဝစောင့်အောင်သင်ကျင်တဲ့ညီမလေးတွေရှိတယ်ဆိုလို့ရှိရင်အခုဘောဆက်တွေပြီးမင်းမြဲနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်